အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ငွေတို့ channel မှာကြိုဆိုပါရစေကျွန်တော်ရဲ့ဒီမှာဒီဘက်ဆာမှာပြောက်ပတ်ပြီး၄လုံးတွေက1နဲ့9နဲ့2လုံးထွက်သွားပါပြီဗျာနော်ဒါကျွန်တော် channel ကြည့်တဲ့လူသိပါတယ်ဗျာနော်ဒါခွန်လေး3ရက်တွင်နော်တစ်လုံးလာမယ်ဆိုတာတော့ဆက်လိုက်ပါပတ်ပြီးလိုက်မယ်လူတွေဒီခွန်လေးတွေကဆက်လိုက်ပါဗျာနော်ကျွန်တော်၄ပူကြိုက်ပါဒီကြတော့အပြီးခွေတစ်ချိန်နဲ့အထက်အောင်လို့တစ်ချိန်စထွက်ပြီဗျာနော်နောက်ရကြလို့ရှိရင်တော့ကျွန်တော်ဒီမှာပတ်ပြီးတစ်လုံးတင်ပေးပါမယ်ဗျာနော်ကဲဟုတ်ပြီဒီနေ့မနေ့အတွက်ကတော့ကျွန်တော်နောက်ပိတ်20နောက်ပိတ်ဆိုင်ပြီးပြမယ်ဗျာနော်20နောက်ပိတ်ဆိုင်ပြီးပြပါမယ်တပင်ကျော်မှာတဲ့တပင်ကျော်မှာဒီမှာ4နောက်ပိတ်နော်တပင်ကျော်မှာ8နောက်ပိတ်တပင်ကျော်မှာ9နောက်ပိတ်ဟုတ်ပြီအဲ့မှာပြခင်မနေ့မနေ့ကတော့ကျွန်တော်ပေါက်ကွက်တော့ပါသွားပါရဲ့နော်ကျွန်တော်ထုတ်ပြီးဒုတိယမှာပေါက်ကွက်ပါသွားပါတယ်ကျွန်တော် channel ကြည့်ရတဲ့လူတွေသိပါတယ်ဗျာနှစ်တက်အားနဲ့ထွက်သွားပါတယ်ဗျာနော်ကျွန်တော်တော့နောက်ပိတ်ဖန်လာတာပါနော်သူကတော့1 2ဆိုပြီးထွက်သွားပါတယ်နော် channel ကြည့်တဲ့လူတွေသိပါတယ်နော်ကျွန်တော် free back ပေးပါတယ်နော်ဒါ high view တဲ့လူတွေ free back ပေးပါတယ်နော်ပတ်စံတောင်းရင်ကျွန်တော်မဟုတ်ပါဘူးဗျာနော်အားလေးသိအောင်ပြောပါတယ်ပတ်စံတောင်းရင်ကျွန်တော်မဟုတ်ပါဘူးနော်ဦးငယ်တို့တွေအများကြီးရှိပါတယ်နော်ကဲဟုတ်ပြီအဲဆိုကျွန်တော်ဒီ20ဆိုင်လေးကြည့်ပြန်နော်ပြမယ်အဲဒီမှာဒီခွန်နောက်ပိတ်ဘယ်လိုကြာလဲဆိုတော့သူကဒီခွန်3ညခွန်ပေါ့နော်ခွန်3ညခွန်ဒီ3လုံးသေချာလေးတက်ကြည့်ပြီဗျာခွန်3ညခွန်3လုံးပေါင်းရင်ဒီရဲ့သူကခွန်ပေါ့နော်ခွန်ရင်တစ်ခါက3ညပါတယ်ခွန်3ညပေါ့အဲ့ခွန်3ညကိုလေကျွန်တော်တို့ကဒီ3လုံးပေါင်းရင်ပြန်ပြီးတော့ခွန်3ညဖြစ်ပေးရပါမယ်အနီကိုကြည့်ပါဗျာနော်3ညရဲ့3ညရှိပါခွန်နောက်ပိတ်ထည့်လိုက်ရခွန်ဖြစ်ပါတယ်ဒီခွန်3ညကိုသူကခွန်ဖြစ်ပေးရပါတယ်ဗျာနော်ဒီစားကြည့်ပါဗျာနော်ဟုတ်ပြီဒီမှာ8နောက်ပိတ်ကြဖို့အတွက်ကလည်းသူဒီ3လုံးပေါင်းရင်8 3ညနဲ့3လုံးပေါင်းရင်ဒီရဲ့3ညပါပဲ3ညနှစ်ခါကခွန်ပါတယ်အဲ့3ညခွန်ဟုတ်တယ်ကျွန်တော်တို့ဒီ3လုံးပေါင်းရင်ဒီ3လုံးပေါင်းရင်ပြန်3ညခွန်ဖြစ်ပေးရပါမယ်အနီအောင်ကြည့်ပါနော်3ညရဲ့2ရဲ့8ရဲ့ကသူက3ညဖြစ်ပါတယ်ဒီ3ညခွန်3ညဖြစ်တဲ့အတွက်ကြောင့်သူတာဝန်ချိန်ပါပြီနော်ဟုတ်ပြီနောက်တစ်ချက်ကြည့်အောင်ကျွန်တော်ဒီမှာ4နောက်ပေးကြဖို့အတွက်ကလည်းသူ့ရဲ့အပေါ်တစ်ပင်က4နှစ်3ညပါနော်4နှစ်3ည3လုံးပေါင်းရင်ဒီက6ရဲ့နှစ်ခါ9ပါတယ်အဲ့6 9တဲ့ကျွန်တော်တို့ကဒီ3လုံးပေါင်းရင်6 9ဖြစ်ပေးရပါမယ်2ရဲ့3ညရဲ့4ရဲ့2နဲ့3ညနဲ့2ရှိပါတယ်4နောက်ပိတ်ထည့်လိုက်တဲ့သူက6ဖြစ်ပါတယ်ဒီ6ကို6ဖြစ်တဲ့အတွက်ကြောင့်သူတာဝန်ကျေပါပြီတဲ့နော်အဲ့တော့ကျွန်တော်ဒီနေ့မနေ့ရိုက်မှာပြဒီနေ့မနေ့ဆော့မဲ့ကလန်ကားတဲ့သူရဲ့ဒီမှာနောက်ပိတ်ကြဘူးလေသူရဲ့တပင်ကြောပါပါနော်3ည2ရဲ့1ရဲ့တဲ့3ည2 1နော်3ည2 1 3လုံးပေါင်းရင်ဒီရဲ့3ပါပဲ3ရဲ့နှစ်ခါက9ပါတဲ့အဲ့တော့ကျွန်တော်က3 5ကိုလေကျွန်တော်တို့ကဒီ3လုံးပေါင်းရင်ပြန်3 5ပြန်ကြာပါမယ်နော်ဒီ3လုံးပေါင်းရင်ပြန်ပြီးတော့3 5ကြာရပါမယ်ဗျာ3 5ကြာမယ်ဆိုတော့3ဖြောင်းဆိုကျွန်တော်တို့2နောက်ပိတ်ထည့်ပါမယ်5ဖြောင်းဆိုရင်တော့4နောက်ပိတ်ထည့်ရပါမယ်ဗျာနော်တခြားလေးကြည့်ပါဒါကျွန်တော်2 4နောက်ပိတ်ဖန်ထားပါတယ်ဗျာနော်2 4နောက်ပိတ်ပါနော်ကျွန်တော်2 4နောက်ပိတ်နဲ့ထုတ်ထားတဲ့ကဏ္ဍလေးတွေရှိပါတယ်ဒီဒါလေးကိုလည်း screenshot မရိုက်သေးလို့ရိုက်ထားပါဗျာနော်ညနေပိုင်းတော့တွက်ဆိုင်ရတော့မပြတော့ဗျာညနေပိုင်း16နောက်ပိတ်ခံထားပါတယ်โอเคဒီနေ့မနေ့ထိုးရမယ့်ကဏ္ဍလေးကကျွန်တော်ထုတ်ထားရရှိပါတယ်ဒါလေးပေါ့ဗျာ4ခွက်စီထုတ်ထားပါတယ်4နဲ့4ခွက်နဲ့2နဲ့4ခွက်ထုတ်ထားပါတယ်1နှစ်ပြန်ပါပါတယ်ဗျာနော်ကြိုင်လည်းထည့်ထိုးပါမကြိုင်လည်းမထိုးပါနဲ့ဗျာနော်ဟုတ်လား4နှစ်တွေပါလေတွဲထုတ်လို့ရတယ်နော်4နှစ်တွေပါလေတွဲထွက်တတ်ပါတယ်1နှစ်မကြိုက်လို့ရှိရင်တော့9နှစ်လေးတွဲထည့်ရပါနော်9နှစ်လေးထည့်ကြည့်ပါနော်1နှစ်ထွက်ပြီးသားမကြိုက်တဲ့လူက9နှစ်ကိုထည့်ထုတ်ကြည့်ပါဗျာနော်ဟုတ်ပြီဒါကတော့နေကုန်ကြီးပါဒါလေးနေကုန်ကြီးပါဒီကောင်ကတော့ညနေပိုင်း16နောက်ပြီးဖန်တာပါတယ် 3D ကြိုက်တယ်ဆိုလို့ရှိရင်ဒီလေးကိုလေးကျွန်တော်ကြိုက်ပါတယ်အဲ့တော့ထိုးခြင်းလည်းထိုးပါဗျာနော်အတိုင်းမတိုက်တွန်းပါဘူးထိုးခြင်းထည့်ထိုးပါနော်ကန်ဆန်းကြည့်ပါဗျာနော်100ဘိုးလောက်ဆန်းကြည့်လေပေါ့ရင်လက်ဖိတ်ကိုရပါတယ်နော်
ကဲဟုတ်ပြီအားလုံးပဲအဆင်ပြေကောင်းကြပါသေးဗျာနော်ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော် like share ခြင်းဖြင့်ကူညီပါကျွန်တော်တင်တိုင်းတွေ့အောင်လုပ်ပါဗျာနော်ကျေးဇူးတင်ပါတယ်